ကိုနာမည်နဲ့ဘယ်ခွက်ကလဲဆိုတော့ပြော ပြီးရင်ကောချက်ကွက်ကလုပ်ငန်းတွေကမဖြစ်ဘူးငင်းလောက်တော့ကြတော့အရင်လဲအင်္ဂါနေရတာပေါ့နော်အခန်းပြိုတယ်ပေါ့အခန်းပြိုတော့ခဏရာကြီးလေးဒီမှာလာခုန်နေကြတော့ဘောရကျိုးပြရလဲလုပ်ငန်းလည်းကွာအဆင်မပြေကြလူတွေအားလုံးကသွားလာလောက်ကြနေရစောင့်နေရအဆင်မပြေကြဘူးဖြစ်နေတော့ဒီမှာရာကြီးကိုလုံးနေတာက8ရက်ရှိပါပြီဘယ်ကမရှိခင်ကတော့ကျွန်တော်တို့ပြင်မမှာအိတ်ကြတာဝိုင်းနေမှာပေါ့အဲငါဝိုင်းနေမှာပြင်မမှာအိတ်ကြတာပေါ့အဲ့လိုမိုးကလေးတို့တက်ပြီးတော့ထုံးပြီးတော့ပေါက်အိတ်ကြတာပေါ့လက်ကြီးနေတိုင်းစားတော့ရတော့ဒီလိုပါပဲကျွန်တော်တို့ဒီမှာလာလူတက်တဲ့သူတွေချက်စားရတာပဲရှိတယ်ကျွန်တော်တို့ကတော့ဒီအရာကြီးကုန်ကုန်ပြီးသွားရင်လုပ်ငန်းတွေဖြစ်ပြီဆိုတော့လုပ်ငန်းလေးလောက်ကျန်းဆိုတော့လုပ်ကျန်းလောက်စားတာပဲပြန်နေပါလောက်စားတာကျွန်တော်တို့ကတော့ဈေးလေးရောင်းနေတာပေါ့နော်ဈေးရောင်းနေတော့အဲ့လိုငွေရင်းလေးမရှိဘူးအဲ့လိုလေးရရှိတာအခုကြီးကတော့ဈေးရင်းဖို့ပဲပတ်စံလေးလိုတယ်ပေါ့ဒါပါပဲ